ကျွန်မပြောပြချင်တာမျက်နှာအမဲဆက်တီဒီလိုမျိုးပါနော်သူကသုံးပြီးတာနဲ့လေမျက်နှာတင်းရင်မနေဘူးတရားမျက်နှာလေးကလေဤလေးလည်းဖြစ်တယ်ပြီးတော့ဒါအတုရှိတယ်နော်အတူအစစ်ဆိုတော့ခွဲခြားတတ်ဖို့လေဒီစင်ကာပူဒီ Medicure Face Store မှာအဲ့ဒါတခုပဲအစစ်နော်ကျန်တဲ့ဟာတွေအဲ့ဒီမျိုးစင်း Medicure တွေပါတယ်အဲ့ဒါတွေအကုန်လုံးအတူတွေပါအဲ့ဒါတရုတ်ပြည်ကထုတ်တဲ့ဟာပါတော့တကယ်ကိုအစစ်လို့ချင်တယ်ဆိုရင်တော့စင်ကာပူ Medicure Store မှာ page မှာပဲသွားဝယ်ပါအဲ့မှာအခုလည်း discount ချထားတယ်အခုဆိုတာကအခုတက်ဆိုရင်$30ရှိတယ်အခု$20နဲ့ချတယ်တစ်ခါတလေကိုကဝယ်လို့ရှိရင်ကိုကမှဘောနဲ့တွေပေးထားတယ် TikTok ကလေအဲဆိုရင်ရော18ကျပ်တို့15ကျပ်တို့16ကျပ်တို့ရတာဒီကောင်းတွေမတူကြဘူးเนาะအဲ့တော့ကိုလည်းတိထားဖို့လိုတယ်သူကတော့ဝယ်တာဈေးချိုလိုက်တာအရန်တန်တယ်ပေါ့နော်ငါကတော့ဝယ်တာဈေးကြီးလိုက်တာဆိုမတူတော့ကိုယ့်ရဲ့အကောင့်တစ်ကောင့်နဲ့တစ်ကောင့်မတူဘူးเนาะဒါဟိုဒီ TikTok system ကိုလည်းကိုကနားလည်ထားမယ်ပေါ့နော်သူဝယ်တာဈေးကြီးတယ်ငါဝယ်တာဈေးနည်းတယ်ငါပြရတာကသူထက်တော့များတယ်ဆိုပြီးတော့တွားပြီးတော့ညင်းလို့မရဘူးเนาะအဲ့ဒါကိုကျွန်မကဒါလေးကို comment ပေးချင်ပါတယ်ဒါပေမဲ့ကျွန်မဒါ3နှစ်လောက်ကြော်ပြီကျွန်မပြတာတိတတာပြောင်းလဲတယ်ပြီးတော့နောက်တစ်ခုဟိုစားအခုဒါလေးကုန်သွားလို့ရှိရင်တော့ကျွန်မကအပန်းရောင်လေးပြန်သုံးကြည့်မယ်အပန်းရောင်အဆက်ကလေးပြန်သုံးကြည့်လိုက်မယ်နော်ကျွန်မပြင်တာအမင်းစရတော်တော်လေးဆင်းပြေလာတယ်။နေနဲ့မတူဘူး။